လူတူတူချင်းဖြစ်ပါလျက်သားနဲ့ဘာဖြစ်လို့ချမ်းသာတဲ့လူကချမ်းသာဆင်းရဲတဲ့လူကဆင်းရဲနေတာလဲဆိုတော့အဓိကကံတရားပဲတချို့ကတွက်ကောင်းတွက်လိမ့်မယ်ဆင်းရဲတဲ့လူတွေကပြင်းလို့လောက်ကင်မစားလို့ဆင်းရဲတယ်လို့ထင်တာမဟုတ်ဘူးနော်အဲ့ဒါအကြောင်းတစ်ခုတည်းတည်းမဟုတ်ဘူးမွေးကလေးကစားစရာတောက်စရာမရှိတဲ့အိမ်ကိုတွားမွေးတဲ့လူမရှိဘူးလားရှိပါတယ်ဖေ။ရှိလို့အနည်းတောင်မရှိဘူးလို့ကြားဘူးတယ်နော်။တချို့ကြတော့ဘာမှတော့မလုပ်ရဘဲနဲ့ချမ်းသာတဲ့အိမ်တိုက်နဲ့ကားနဲ့ငွေကြီးတနကြွယ်ဝချမ်းသာတဲ့အိမ်မွေးတဲ့လူကမရှိဘူးလား။ရှိပါတယ်ဖေ။အဲ့ဒီလူတွေကြတော့ဘာမှမလုပ်ရသေးဘဲနဲ့ချမ်းသာနေတာပဲလေ။ဘာမှမလုပ်ရသေးဘဲနဲ့လဲဆင်းရဲတာပဲ။ဘာမှမလုပ်ရဘဲနဲ့လဲချမ်းသာတာပဲ။အဲ့ဒါနောက်ွယ်ကတစ်ခုခုရှိနေတယ်ဆိုတာသိကြတယ်။တခြားဘာသာဝင်တွေကတော့အပြေထုတ်လိုက်မယ်။ဘုရားသခင်ရဲ့အလိုတော်ကြားလို့ဘုရားကဖန်ဆင်းတယ်လို့ဆိုလို့ရှိရင်စဉ်းစားကြည့်ရမှာကဘုရားကဖန်ဆင်းတယ်ဆိုလို့ရှိရင်ဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာဂိယူနာရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရင်အားလုံးချမ်းသာအောင်မဖန်ဆင်းပေးသင့်ဘူးလား။ဘာလို့တယောက်ကိုယ်တော့ဆင်းရဲတယောက်ကိုယ်တော့ချမ်းသာဆိုတော့မညီမမျှဘယ်လုပ်လိမ့်မလဲဘုရားကဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာအားလုံးပေါ်မှာတရားတွေကိုရင်ဝယ်သားကဲ့သို့တနာတဲ့ဂိယူနာတရားရှိတယ်ဆိုရင်ဆင်းရဲတာကြည့်ရပါမလားမကြည့်ရပါဘူးဖေ။ဒါပေမဲ့လို့လူလောကမှာဆင်းရဲသူနဲ့ချမ်းသာသူဘသူကများတယ်လို့ထင်တော့ဆင်းရဲတဲ့လူကများတယ်အဲ့ဒါဘုရားသခင်ရဲ့အပြစ်ပဲဒီတိုင်းဆိုရင်တော့ဘာဖြစ်လို့ဆင်းရဲသားတွေကိုအများကြီးဖန်ဆင်းရတာလဲချမ်းသာတဲ့ပုဂ္ဂိုလ်တွေပဲဖန်ဆင်းနေတာပေါ့ဖန်ဆင်းတာကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေအတိုင်းတာဆိုရင်စဉ်းစားကြည့်ဖို့ပြောတာနော်အေးအဲ့တော့စဉ်းစားကြည့်မယ်ဆိုရင်ချမ်းသာတဲ့လူကတော့ဘုရားသခင်ရဲ့ကျေးဇူးဆိုပြီးတော့ချီးမွမ်းကြမယ်ဆင်းရဲတဲ့လူတွေကတိတ်တိတ်ပုံကြိတ်ဆဲမနေကြဘူးလားငါတို့ကတော့ဆင်းရဲမွေးတရားဖန်ဆင်းတယ်သူတို့ကြတော့ချမ်းသာအောင်ဖန်ဆင်းတယ်ဆိုပြီးမနာလိုဝင်တိုစိတ်တွေဖြစ်မနေဘူးလားအဲ့ဒါလို့တကယ်ဖန်ဆင်းတာကဟုတ်မဟုတ်စဉ်းစားကြည့်ပေါ့အဲ့တော့ဘုရားတရားတော်အရာပြောရမယ်ဆိုလို့ရှိရင်ဖန်ဆင်းသူဆိုတာမရှိဘူးကိုလုတ်ခဲ့တဲ့ကံတရားအတိုင်းဖြစ်ကြတယ်ဆိုဘသူကိုဆဲအောင်မတော့မွဲတဲ့လူကဘသူကိုဆဲမလဲကိုပြန်ဆဲဖို့ပဲရှိတယ်နော်ကိုလုတ်ခဲ့လို့မွဲတာလေချမ်းသာတဲ့လူကဘသူကိုကျေးဇူးတင်မတော့ကိုပဲကျေးဇူးတင်ရတော့မှာပဲဘာဖြစ်လို့တော့ကိုလုတ်ခဲ့တာအလုံးဟာဘသူမပြုတ်မိမိမှုပဲကိုလုတ်ခဲ့ကြတာအဲ့ဒါကြောင့်မို့လို့ကျေးဇူးတင်စရာလဲရှာတွေ့မှာမဟုတ်ဘူးပြပြောစရာလဲရှာတွေ့မှာမဟုတ်ဘူးလို့ဒီလိုဆိုရမှာပဲကျေးဇူးတော်ရှင်ဘာမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာပြည့်ဝင်တာ